တို့ကနော်ကြည့်လိုက်ဆိုပါပဲအားလေဒီဝီမောဒီမဲ့ဒီထိုးတယ်မောင်းလိုက်တော့ဒီကဘယ်အသားရိုက်ချင်တာဒီမဲ့လာတော့ချောလာတော့ ရမ်းလာတယ်ပဲ ချောလာဟမ်ဒီမဲ့အမနဲ့ရောက်ကောရောက်ပြီလားဆိုတော့ရောက်ပါပြီမနေ့ပြန်ဖဲချိုးဖြတ်မှာပါသူတို့နဲ့ပြိတ်နေတာငယ်ချင်းတွေဟုတ်ကဲ့ပါထိုင်အောင်နေမောင်လေးမထိုင်ကောလဲ3,000နဲ့ဝယ်ထားတယ်မောင်လေးထိုင်အတတကုန်းပေးပါအောင်ဒါမျိုးထိုင်ကောမောင်လေး3,000ရမောင်လေးမဲသူတို့လေမယားတယောက်ပေါ့နော်မနေ့ကတက်တယ်ထွက်တယ်ဒီကောင်ကကိုပြမယ်နော်မင်းလေးတော့မအားကြမယ်မောင်လေးလာတော့မောင်လာပေါ့အားတယ်ဒီမောင်လာဒီတဲတော့မောင်ရုပ်ကြောက်တယ်အဲ့လိုတော့လမ်းတော့လို့လမ်းတော့ဟေးမင်းကြီးကျွန်တော်တို့ဆုံးပါမယ်မောင်လာနေရောက်ပါပြီအဲ့တော့မနေ့ကကြာရင်စိုက်ပွင့်ဝဲရဆိုရင်ပေါ့နော်စက်တိထမရဆိုရင်လူကြီး600စာလဲပါဖိတ်တဲ့လူတွေမဖိတ်တဲ့လူတွေအကုန်လုံးအချင်းပါမနေ့ပိုင်းကတော့ဟိုဖိတ်ထားတဲ့လူတွေကိုအရင်ကျွေးမယ်ပြီးပြီဆိုရင်တော့ကျန်ဟိုစရုပ်တီတာလိုပဲလူ600စာကျွေးမှဖြစ်တဲ့အတွက်ကြောင့်မို့နေ့ပြန်ဖတိမဥပိ္ပနာကမလန်းပေါ်မှာဖတိမဆန်လို့စိုက်ပွင့်လာတယ်ရှို့ထဲတာကျမဟိုင်မောင်လေးနိုင်ဟိုင်ရပြီမောင်လေးရဲ့ဒီမဲ့ရောက်ပြီတွတ်တယ်မှာတွေ့ရတဲ့ရသက်တွေလို့တယ်ဒီမဲ့ရောက်ပြီရောက်တယ်နေပါတော့သူတို့ကလာပါပြီကျေးဇူးတင်ပါတယ်မကျော်မမပြင်စားတော့တော့မှလို့ဖြစ်သွားတယ်ဖတိမဘိုက်ကချွဲနေတာဖတိမမဆွဲပါဘူးအိတ်ချင်းတင်ငါကတ်ချွဲနေရလားစားတော့ပြီးတော့ခန်းကြီးခန်းကြီးနေပြီးတော့ပြန်ရောက်တော့တပူးကောင်မတို့ကအားလိုက်နှခမ်းပြန်စိုးလိုက်အညီမလေးပင်မန်းနေပြီစိုက်ပွင့်ပွင့်ပင်မန်းနေပြီအတန်ဟောတိုင်းလားဟဲ့စိုက်ပွင့်ဝဲမှာပေါ့စိုက်ပွင့်ဝဲကိုလာပြီလေကျမတို့ပတ်တစ်မှာစိုက်တစ်ပွင့်နဲ့နန်းထိုက်တော်ဝဲမှာလက်သေးလေးတွေလာပါကြည့်ကြည့်လိုက်လက်သေးတွေရှိသေးတွေခေါင်းတွေလျှော်ပါတယ်ဒီဆိုင်ရမှာတော်တော်လေးကိုနှိပ်ခံလို့ကောင်းတယ်ဟောအဲ့တော့ပေမန်းတဲ့သူတွေဆိုရင်တော့ခေါင်းလျှော်နှိပ်ခံကောင်းတယ်တော့မှဈေးဘယ်လောက်လဲဒီခေါင်းလျှော်1000ပါစားရှိတာ1000ကနေစားပြီးရှိတယ်1000နှိပ်လျှော်ဆို1000ဝဲပါနော်နှိပ်လျှော်ဆို1000ဝဲအားညောင်းညာကြိုက်တဲ့အကုန်ပြေသွားတယ်တကယ်ကိုကောင်းပါလေရှင်အဲ့ဒါနန်းထိုက်တော်ဝင်ပတ်တစ်မှာပေါ့နော်အသိခွင့်တာပါဒီမဲ့အိမ်ရနီးတော့ပြနဲ့လာပြီးကြည့်လိုက်ဒါဆိုရင်တက်တာကိုလာအဲ့လိုအញ្ញံလိုချင်တော့ဒါမျိုးအញ្ញံလုပ်ပေးပါတယ်ရှင်နန်းထိုက်တော်ဝင်မှာခေါင်းလျှော်သမီးလုပ်တာပါရှင်ဟုတ်ပါပဲအားဝိုင်းဒီလိုပြောစရာတော့ပြောမှာမပြောတာကျတာရက်တော်လေး